ခဲရာစီမီခေါနဲ့ပထမဆုံး photo model flight ဘရုပ်ဆောင်ကြောင်းနဲ့ထောင်မဲမထားလောက်အောင်ရခိုင်လူထုပရိသတ်တီအားပေးမှုကိုရရှိခရီရခိုင်သမားရှိ model တယောက်တိုင်းရောသားတို့ကိုတော့တော်ရိုက်ဒီရခိုင်မျိုးသားနဲ့အမျိုးသမီးပုံတာရောစီမီခေါ်လူကိုပုံရှိစားရခိုင်ဤပေါင်ဂီတာတစ်ခုလူကိုတစ်ခုပိုင်တော်တော်လေးကိုရခိုင်တမျိုးသားလုံးကလာခင်အားပေးခဲ့ပြီးဟိုအသိမဲ့ပုကောင်းခင်ခါပါအဆိုရမကအကားနဲ့ပါပရိသတ်တီကိုဆွေးဆောင်နေပြီရခိုင်ပြည်ပေါ်ထောင်ပေါ်ကြော်ကအနုပညာရှင်ရှိတယောက်ရခိုင်သူကြောက်ဖိုက်တယ်တော့ねဒီစီမီခေါ်ပုံနဲ့အားပေးမှုခင်ရတဲ့တော့ねကောင်းကြီးကြီးနဲ့ပိုင်ဝဲလေးဝဲသားပါဂုံလေးယူပါရောင်းအနုပညာရှင်ကတော့က African model and vocalist ရွှေစံမိုးမြင့်ဖြစ်ပါရီခိုင်စီစဉ်ကိုကိရှိအပင်းငယ်တဲ့စိုက်ပရိသတ်တွေအားလုံးတာလီစောပါလို့နှုတ်ဆက်ပါတယ်ရွှေစံက African model and vocalist ရွှေစံမိုးမြင့်ဖြစ်ပါတယ်ရခိုင်ဝဲဆုံးပဲစီအောင်စီကိုဝဲခါဖိုက်ပါလေဒီတော့ဒီပိုက်ပို့ဝဲဆုံးဝဲလာဘူးလေးလေးမထောင်ခါပါရောင်းရှင်ကစားပြီးတော့ဝဲခါပဲစီအောင်ရင်အော်ဂျီနဲ့အခုပို့မော်သမီတကယ်အယောင်ခိုင်အယောင်ခေါရှိခဘရွန်လာထားပို့မော်သမီတရားဝဲခိုင်ဝဲဆုံးစီကိုရှင်စံကိုယ်တိုင်ပုံတူမဟုတ်ကြတော့အနည်းစေဆုံးပုံဖော်ပြီးတော့မော်သမီရှေပုံစံမျိုးရိုက်ကူခေါ်ရခိုင်တော့နဲ့ရှင်စံဝဲလေးဝဲတာပိုင်ဂုံလေးယူပိုင်ကိုရခိုင်ပင်နေတော်လေးကိုဖာတင်းလိုက်တဲ့လောက်ရှိပါပေါ့ကိုအနုပညာနဲ့ဒီပိုင်အကျိုးပူခေါ်ရလို့ကြည်လေးကျင်နေပိုင်ရိုက်ကူပင်းနောက်စီစဉ်နောက်တဲ့အခွန်လေးတခုရလာတော့စီစဉ်ကိုဒီဇိုင်နာမှာခိုင်တန်တာပေါ့ပါကျွန်တော်ညီမပိုင်လေးကောင်းဆိုင်ပိုင်စီစဉ်ပုံပါပါလေရောမမကစီစဉ်ကိုစီစဉ်ပုံတီကိုအင်တာနက်မှာတွေ့ပြီးတော့လာပြီးမိတ်ဆက်ပြီးတော့ညီမပိုင်ဆိုင်ခွန်ခါလေးဆိုပါဒီသူကပုံစီစဉ်ပုံတီကိုမော်ပြီးတော့ကောင်းတဖောကြပါတယ်ဒါတဲ့နဲ့စီစဉ်ကိုသူကခိုင်လေးခိုင်ရွှေချောင်းရင်ဆိုပြီးတော့ကဲနေပါကောနဲ့ညီမပိုင်လေးဆိုင်ခွန်လေးဒီဆိုတာဒီလာလေးတော့ခိုင်လေးခိုင်ရိုက်ကူခွန်ရိုက်တော့ねကောင်းဝဲတာဂုံကြပါတယ်ခိုင်လေးခိုင်နဲ့ပဲတဲ့ပေါ့ဘူးဆိုရင်ဟိုတော်တော်လေးကိုအောင်မောပါအောင်မောဆိုခိုင်လေးခိုင်ရိုက်ဆိုစီစဉ်ရပထမဆုံးလို့ပေါ်လို့ပါခိုင်လေးခိုင်မှာတော်တော်များများကိုစားခိုင်ခါခဲ့ရပါတယ်ဒီဇိုင်နာဆိုလေဒီဇိုင်နာရောက်ပါပေါ့သူကဝဲဆောင်ဒီတကယ်ရှေ့ပုံစံဟိုအတင်းနိုင်ဆုံးအနည်းဆက်ဆုံးယူပြီးပုံဖော်ခါရပါတယ်မိတ်ကဲစာဆိုလေတော့တကယ်ရွှေစံရောမျက်နှာနဲ့လိုက်ဖဖို့ရှေ့နဲ့ဆန်ရပုံစံရှိကိုသူဘကအတင်းနိုင်ဆုံးကိုစားပြီးလှိမ့်ပြီးခါပါတယ်တဲပုံစာဆိုလေတကယ် logo ပုံစံရှိပါအောင်ပြီးတော့တကယ် move ပါရအောင်ရွှေစံကိုတော်တော်လေးကို pro ပြီးတော့ကိုစားပြီးလုပ်ပြီးခါရပါတယ်ခေတ်လေးခေတ်ဆိုတာရိုက်မယ်လို့ဖုံးလန်းဆက်တဲ့အချိန်မှာပေါလီနဲ့သူနဲ့ကတော့ပေါလီလို့သူကရင်းနှီးနှီးခေါ်တယ်ပေါလီနဲ့သူနဲ့ကတော့စကားပြောနေကြဆိုတော့ဒီခေတ်လေးခေတ်အကြောင်းနားလည်းမလဲခဲ့ဘူးကိုမြန်မာရိုးရာဝတ်စုံတွေလည်းမဟုတ်တော့မသိခဲ့တော့နည်းနည်းလဲစိတ်ဝင်စားသွားတယ်စိတ်ဝင်စားသွားပြီးတော့ပထမဆုံးစပြီးတော့ရွှေစမ်းအောင်ပြင်ခဲ့တဲ့အချိန်မှာအရန်လဲဒီရခိုင်ရိုးရာနဲ့ပတ်သက်တဲ့စတုံးနဲ့မိတ်ကပ်မှာအရန်ခက်နဲ့ပြင်ခဲ့ရတယ်ရွှေတွေဘာတွေဝတ်တာကြတော့လဲအများကြီးဝတ်တာကိုလည်းတွေ့ခဲ့ရတယ်။နောက်သူတို့ဝတ်တဲ့ရွှေတွေမှာလည်းဟိုမြန်မာရိုးရာရွှေတွေနဲ့လည်းမတူတော့လေတမျိုးတွေဖြစ်နေတယ်။ကိုကလည်းတခါမှမြန်မာလူမျိုးတယောက်အနေနဲ့ဒီရခိုင်ရိုးရာဆိုတာမြင်လည်းမမြင်ဘူးတခါမှတွေ့လည်းမတွေ့ခဲ့ဘူး။အခုကြမှာပဲဒီကလေးကရိုက်တဲ့အချိန်ကြမှာပဲဒီရွှေတွေဝတ်တာတွေနောက်ဝတ်တဲ့ရွှေတွေလောက်ထားတဲ့ရွှေတွေကလက်တွေရောစတက်တွေရောခါးတွေရောအကုန်စုံနေတာပဲတကူလုံးပတ်ထားတာမြင်ရပါဘောနော်ထူးထူးခြားခြားလေးတွေရခိုင်ကရွှေပတ်တယ်လို့တော့တိတ်တော့မကြားဘူးရခိုင်မှာတော့ကြားဘူးခဲ့တာတော့ဟောပေါ့ဒဇင်ပန်းကိုတော့ကြားခဲ့ဘူးတယ်ဒါမဲ့သူတို့ကရိုးရဒဇင်ပန်းအဓိကထားတယ်ဆိုတော့ဒဇင်ပန်းကိုတော့လှလှပပလေးနဲ့ပန်ပစ်အောင်စူးစမ်းပြီးတော့လုပ်ပေးခဲ့ပါတယ်
တော့ပေါ်မဲ့ဟာပါဒါဘူးစိတ်ပေါ်မဲ့ဆိုတော့အားစိတ်ချောဆိုဒီလေးများပါပြီးတော့ခိုင်လေးခိုက်ကိုရှင်းစမ်းလို့ဇာဘရာဆိုတရာမှနှစ်စုံပေးရရပါတယ်နှစ်ရာလိုက်ထားရပါတယ်တရာချင်းအပြည့်ရိုက်လို့မရပါတရာမှနှစ်စုံနဲ့ခိုင်လေးခိုက်တော့ရှင်းစမ်းကနှစ်ရာအရှင်ပါပါတယ်မိုးထားပေါ်ညာအထိပါရလောက်ချင်းအားဆိုင်ပြီးတော့ right ပြီးတော့ရှင်းစမ်းခိုင်လေးခါကိုသာလုပ်လေးစကေဝါရှိထုတ်ခါပါတယ်အောင်မမုံလေးရခါပါတယ်ဟိုရခိုင်ပေကရခိုင်တမျိုးသားလုံးတောင်မကနိုင်ငံရဲခါမကိုရောင်းနေကြတဲ့ပေပါတော့ရခိုင်သူရခိုင်သားတိကပါမကျင်အခါတိုင်းရောသားတိုင်းရောသူဒီလေးမောင်ကြီးတဖောချနိုင်သားပြီးလာခင်အပိမှုကိုတခင်နာခါပါတယ်သမီးရွှေစံကိုတပေါ်ကြတဲ့တောင်းနဲ့လေဒါကရင်ထုံးစော်ဒီရှိရဲအဘေဝါရှိထုံးတဲ့တွေရှိဝါရှိထုံးမဲ့တော်တော်များများကိုသူကဟိုဟန်ဂျပ်မညာနဲ့သူတို့ဆောင်တာတွေအများကြီးတွေ့ရတယ်နောက်တစ်ခုအမှန်ဆိုတော့ဟိုသူအပရုံးတစ်ခုကတော့ကောက်ခါခါခေခေသူ့ကိုပရုံးခိုင်းရတယ်ရှိတချို့ပုံမျိုးမှာဆိုဒီကဟိုနာနာဒီတေနေဆိုရရှိတယ်ဒီဟိုနေသူ friend ဖြစ်အကန်ပြရဆိုလည်းရှိတယ်နောက်တစ်ခါသူအမေတရာရှိဒီပရောဆိုရှိတော့သူကဟိုအနေထိုင်အပရောဆိုနာဒီမှာကောင်းကောင်းသိသိမွေးမွေးနဲ့မိတဲ့တီအမီတရားဖိုက်ပါတယ်ဟိုအစားတော့ကအစားသူမှ resource ရှိတယ်နားပဲကြတယ်သူကတော့တချို့ကတော့မာနာတိလို့ထင်တယ်မြမမာနာမဟုတ်ပါဘူးသူရဲ့ငကိုမူရောဟိုပေါ်မစိတ်ထဲတာဖိုက်တယ်သူမှတီပြေခံရတယ်နေစောထိုင်စောကကြသိမ်မွေးလို့ပြောလို့ရတယ်ညနေလေကျွန်တော်တို့သူ့ကိုဟိုသူကြီးရိုတာကူဇာရဲ့မွေမဲ့တဲ့စိတ်ထားတီကိုသဘောကျလို့ဒီအနုပညာလုံထဲမှာအများကြီးအထောက်အကူဒီကားတွေဖြစ်ပါတယ်။အခုဒီ Facebook လောကမှာလည်းအခုဆိုလို့ရှိတယ်ခိုင်းလုံငယ်တင်းလေးတော်တော်များများမိတ်ဖက်ဆက်တွေရှိပါတယ်သူ့ကိုလည်းသဘောကျခဲ့တယ်။တခုခုသူတောင်းရဲ့ posting မှာလည်းသူ့ကိုအများကြီးသဘောကျခဲ့ဆိုပြီးတွေ့ရပါတယ်ရခိုင်အကျုပ်ဘူးစာအုပ်ဒီမှာညာနာဖုံရှောင်းဖိုက်ပေါင်ခေါ်ရဟာပိုင်ရောတော်နေလေးကြည့်ရပိုင်ပထမဆုံးညာနာဖုံရှောင်းဖိုက်ပေါင်ခေါ်ရဆိုကပထမဒေဝီဆိုမေကြီးရမဝတီသူပထမဒေဝီဆိုမေကြီးဆိုရစာအုပ်မှာစာအုပ်အေးသိမ်းရရဲ့စာအုပ်မှာရှင်စံကဟိုဆိုမေကြီးပုံစံရှိပါဘောနဲ့ဆိုမေကြီးမော်သမင်းရှိပုံစံမျိုးနဲ့စာအုပ်ညာနာဖုံရှောင်းဖိုက်ပထမဆုံးကေပေါင်ခေါ်ရဟာပိုင်အဲ့ရှင်စံကောင်းလေးကျင်နေပိုင်ကောင်းလေးဂုံယူပိုင်းဟိုရခိုင်အမျိုးသားပြောဖို့ဆိုရခိုင်အကျိုးဘူးစာအုပ်ပါရခိုင်သမိုင်းစာအုပ်တခုမှငါနောက်မှုရောက်ခိုင်ခေါ်ရလို့ပါဒုတိယကကြတော့စာခိုင်အောင်ကျော်နယူးယောက်ရီတာရဲ့တင်တိုင်တရားဦးတဲဆိုတဲ့စာအုပ်မှာဒုတိယကိန်းမှာညာနာဖုန်ရှာပိုင်းပေါင်ခေါ်ရခပါရဲ့နောက်ကျော်မှာလေနောက်တပုံပါပိုင်းနှစ်ပုံသုံးပိုင်းရောမှာလေတော့80နေကိုစာကဒီပုံရှိကိုမော်ပြီးတော့ဒီပုံရှိကိုမော်ပြီးတော့စာကသူဤကပြဆဲရီနဲ့80ကိုပုံခေါ်ပြီးတော့ကပြစေးပြီးတော့ refresh ပြထားပါရဲ့တော့ရှိတော့လေကောင်းကျင်နေဝဲစာပုံလိုရပါရဲ့စာမျက်နှာပုံဒါဒုတိယကိန်းမှာတာတိယကိန်းမှာကျတော့အကောင်အရိတ်ကပြများဆိုရင်ကပြဆောင်မှာစာခံကြမျက်နှာပုံချော်ပဲသုံးချော်ပါရဲ့တော့ရှင်မရှင်စံကအကောင်ရှင်စံစာမွေးပွေးနဲ့တိုက်ဆိုင်နေပြီးတော့ရှင်စံမရိုက်ကူဖိုက်လိုက်ပါရဲ့နဲ့စာမျက်နှာပုံချော်မှာဖိုက်ခေါ်ဖိုက်ဖမရာခလေးတော့ရှင်စံကိုအတိမှာပုံနှပုံဖြည့်ပြီးထားပါရဲ့ပုံနှပုံဖိုက်ပေါင်ခေါ်ရဟာပြီးအတော့စာနာမှာပုံနှပုံဖိုက်ပေါင်ခေါ်ရဟာပါရဲ့ခိုင်မျိုးဖိုင်လိုလားအင်ဂျရီကိုပိုင်ဆိုင်ထားသူချီမော်ရိုရှိပိုင်ဖိုင်တော့ပရိုဂရမ်ရှိဝီဆောင်တဲ့မေမော်ရိုတော်ရီနာရောင်တော်ရီမြောင်ဝဲလာနေဒီစားစားဘရိုလီစာဆောင်တော့ဒီလေရတဲ့ဆောင်ပဲတခါနေရှိတဲ့နာမည်နဲ့ပြင်တဲ့ဖုန်းက3ခုရှိပါဘူးနော်တအုပ်ကဒဏ္ဍာရီတဲ့ဦးတန်းနော်
နောက်တစ်ခုကအကျဉ်ရက်ကကြတော့အထက်မျက်နှာပုံနဲ့ထည့်ပါတယ်နောက်အခုနောက်ဆုံးထည့်တာပေါ်အရှိရောမျက်နှာအရှိရောအနောက်ကမျက်နှာပုံအနေနဲ့အဲ့ဒါအင်္ဂလိပ်လိုဘာသာပြန်ပြီးနိုင်ငံတော်ဖြန့်ချီတဲ့စာအုပ်အနေနဲ့ထုတ်ထားပါတယ်မျက်နှာပုံထုတ်ခြင်းနဲ့ဆိုပြီးစာရေးစာပြောတဲ့အခါပထမဆုံးထုတ်တဲ့ဒဏ္ဍာရဲ့ဥရံစာအုပ်ပုံတို့ဒီတမီးလေးနဲ့ထုတ်ပါဆက်သွယ်လိုက်ပါလို့ပြောရတဲ့အဲ့ဒီကသူ့ပုံလေးကိုယူရတယ်သူ့ပုံယူတဲ့ရတယ်သူ့ပုံလေးနဲ့ပြန်ဖုံးလုပ်ပြီးစာအုပ်ထုတ်ပါတယ်အဲ့ခါနဲ့သူ့ပုံတွေကအရန်ပဲလှပြီးတော့အတိစိတ်ထဲမှာရန်အဆင်ပြေတယ်လို့ခံစားရတဲ့သူ့ညဖုံးလုံးကနေပြီးသူတဲ့အတိမရှိဖြစ်ရနေပြီးတမီးလေးလိုချစ်ခင်လာရဖြစ်ပါတယ်ဒီကလေသူကလေအဲ့လိုမျိုးတအုပ်ထုတ်တယ်တအုပ်တန်မျက်နှာဖုံးကနေအောင်မြင်တယ်မျက်နှာဖုံးနဲ့သူကလေးဝတ်တည်းရဲ့မင်းသမီးဆိုမျက်နှာဖုံးမင်းသမီးဆိုတော့သူ့လူများရအများကြီးကြသူ့ပုံလေးတွေဆိုရင်လူတွေကရုပ်ရှင်မင်းသမီးလိုမျိုးအောက်မေပြီးတော့တုံးကြတာအများပြင်လေရခိုင်လူတွေဆိုပို့ဆိုတော့နော်ရခိုင်နေစကားဒီပြနေရာကသူ့နာမည်လေးတုံးသူ့ပုံလေးတုံးတဲ့အခါကျအန်ဒီတပီးကဒီဥစ္စာလုပ်တဲ့အခါမှာသူအေးဆေးနဲ့သူအောင်မြင်မှာပို့ပြီးအောင်မြင်ကောင်းမှာပဲဆိုပြီးသူကဘာလို့တော့အဒီကိုအကြံတောင်းတယ်အကြံပြုတယ်အဒီကလည်းတပီးလေးဘာလို့ကိုကောင်းတယ်အဒီရဲ့ဘာလို့ကိုကောင်းတယ်ဆိုအန်ဒီကလည်းအကြံအမြဲပေးတယ်သူကလည်းအဒီအကြံအမြဲယူတယ်အဲ့ဒါကြောင့်အန်ဒီကသူကအောင်မြင်မယ်ဆိုရင်ဘာလို့တော့အန်ဒီကကူညီပေးခြင်းတယ်right ဖိုက်ဒီစာအုပ်ကတော့စာဦးခင်မောင် sorry သားရရခိုင်နယ်ပယ်ဒီစာအုပ်ပါဒီစာအုပ်မှာလေတော့ဒီစာအုပ်ကကြရအောင်အင်္ဂလိပ်ဘာသာနဲ့ပြင်ထားတဲ့စာအုပ်ပါဒီစာအုပ်ကိုကြတော့ရခိုင်ပေတာမကကဘာကိုပါဖမ်းပါရင်ကဘာနိုင်ငံအသီးသီးကိုဖမ်းထားပါပြီးတော့ကဘာနိုင်ငံအသီးသီးကပုဂ္ဂိုလ်ကြီးပါကိုလေလာထီကိုလေဖမ်းပြီးထားတဲ့စာအုပ်ပဲဒီစာအုပ်မှာလေရှီကပုံစံတပုံရောနောက်ကပုံစံတပုံနှစ်ပုံလုံးကရခိုင်ရိုးနဲ့ပဲတဲ့ပုံစံတစ်ပုံစလုံးကိုတုံးပြီးထားပါတယ်ဒါနဲ့ကဘာကိုပါဖမ်းတဲ့စာအုပ်ပဲတဲ့နဲ့ရခိုင်လိုကိုရှင်နဲ့ကဘာကိုဖမ်းပြီးစာအုပ်ပဲတဲ့နဲ့ကဘာဝဲတာကုန်ရပါရင်ဒါနဲ့ပြီးတော့လာခင်အပိကတိရခိုင်ပေနေကအမျိုးရခိုင်တမျိုးသားလုံးကိုလေကျေးဇူးအများကြီးတောင်းပါတယ် လောက်ကြီးအစိုးမှာပါရမရှိပါကိုစုကိုလေးသိပါအေးတော့ကောက်ဝါသနာပါကိုအနှံကိုလေးကိုသိပါကိုအနှံကောင်းလေးကိုသိအေးတော့ကိုကဝါသနာပါစားဝါသနာပါဆိုတဲ့ပါအရှိခါပေါ်တိခွန်းနာတာဆိုတပြောင်းကြိုက်ပါအခုချိန်ကြီးတိခွန်းနာတာဆိုကြိုက်တော့ရောဆိုင်မနောရှာတီမန်များလေမြတ်လာတဲ့ဒီဆောင်မေအချမ်းပါရှိတေခုံကိုမဆူတဲ့ဆိုကိုကတော့ဆိုတဲ့ပြေပေါ်ပေါ်သူများတီးမှာကြတော့ကီးနဲ့စီဝါကြလားမကြလားမသိကီးရောထုံးမယ်လားမမယ်လားတော့သူများသားတွေမှာတော့မတူပါကိုကတော့ကိုတင်းဟတဲ့ဘုံဆိုတဲ့ပြေပဲဆူစားပါပဲအစင်ကလေးစီးစဲချာဆိုရဲတင်ဒီပိုင်ရှောင်းမခါချလို့တော်ဝီဖို့ဆိုလို့အကောင်းကိုမတွေးရှာ
လေးဆိုရင်စီခွေပါရောစီခွေမှာရှင်းစင်ကကိုယ်တိုင်လေးသုံးဆောင်ပါတယ်ပြီးတော့အဆိုတော်ညီမခိုင်တီရီစာ reset တွေတီရီကောင်တပုတ်ကိုလေးညီစာလွန်းဆိုရင်တီခွန်ရှိတပုတ်ကိုလေးရှင်းစင်ကကိုယ်တိုင်ဆိုပြီးတော့ကိုယ်တိုင်သုံးဆောင်ထားပါတယ်ဒီလုံးသားနူလူလာကြောက်တီဝရူဒပိုင်ရာခင်စားရှာပရလူလာ We queen ranga praipa the goes up pretty yo yo sounds of your name a man in love to bright night the aim says I'm not we don't ranga can look down me that long gameအမျိုးသားရေးတိဟိုရှိတဘောအနေနဲ့ဗုဒ္ဓရခိုင်မျိုးဆိုတိဟိုတဘောကိုစင်ရခိုင်လိုကိုတီလေးပါရခိုင်အလားပါရခိုင်အနိုင်တာကြီးပါတိဟိုတဘောကအမျိုးသားရေးတိဟိုမှာရတိဟိုတဘောဆိုရင်ကိုတဲသလားမဲသလားအတန်နဲ့ကိုဆိုတဲ့သလားအနုပညာရှင်နဲ့ဒီစင်တဲသလားမဲသလားရေဆိုပြထားပါတယ် was Rami Sadi Prati Pomya Rimi Buddha Bhata Tatana Twenga Rinimi Tabawa Tienza Dati Pomya Nire Tiriga Momo Thema Shislanga Supita Zaba Sobiro Toli Santa Bai Yoti Hongo Shisen အမျိုးသားရခိုင်အမျိုးသားနေ့ပွဲမှာစီစဉ်စပေါ်ထားမှာဆိုကေကပရိသတ်အပိမှုလေးအများကြီးရခပါရင်ပြီးတော့ online မှာဆိုလေတော်တော်များများကြီးအပိမှုကိုရခပါရင်အပိမှုဒီအများကြီးရခရတဲ့စီစဉ်မဆိုတဲ့ဆိုခါကလေးတော့ဟိုစီစဉ်ပါကရပါအပရိသတ်ဒီစီစဉ်ကိုစိုက်ကတဲ့ရခိုင်တမျိုးသားလုံးကလာခင်အပိကေတီတော့နဲ့စီစဉ်ကြည့်နေပါတယ်မှန်နေတာပါတယ် ရန်ကုန်တောင်မှာနေပြီးတော့လာရှိကံမောသားပင်မှာလုံနေပါတယ်ရှင်းစံဘန်ဝင်ထက်ကြောက်ဖိုက်နေလေတော့အတင်းနိုင်ဆိုကိုရခိုင်မျိုးသားနဲ့ပဲတက်ကေရှင်းစံအားရအချိန်မှာရှင်းစံအားရဆိုကေတင်းထိုက်တော့ကာညာနာဆွမ်းအားနဲ့ပေါဝင်ပြီးလှုပ်ရှားလာဆောင်ပါတယ်ရခိုင်နဲ့ပဲတက်တေဆိုကေရှင်းစံအခါတွေဘယ်လုံးငယ်ရှိကြတော့ကရှင်းစံလူအတီတကယ်အရိကီကိုဤအမျိုးသားရေးပွေးတော်ဒီဆိုကေရှင်းစံခွန်ယူပြီးတော့အတင်းနိုင်ဆိုပေါဝင်ပြီးလှုပ်ရှားပြီးပါတယ်နောက်လေးတော့ရှင်းစံကုန်ကိုင်းတွေပိုင်းဟိုတင်းနိုင်ပိုင်းရှောင်းနမကလေးလှုပ်ပြီးဆောင်ပါတယ်ရပိုင်းအခါခွန်တီလည်းအများကြီးရပါစီလို့လေးမျှော်လွန်ပါတယ်ရှင်းစံမျိုးသားလေးအချိန်များများလုပ်ရအောင်ဆိုပြီးတော့စနေတလုံးအနေနဲ့အားလျောက်ဆိုပြီးတော့ရှင်းစံ MV ကနေပြီးတော့ကင်မော့ဆက်ပြောင်းပြန်တောင်းလိုက်ပါတယ်။ပြန်ပေါက်လိုက်တဲ့တော့ရှင်းစံမှာအားလျောက်စနေတလုံးနဲ့ပို့လို့ထွက်လာတဲ့နဲ့မျိုးသားလေးနဲ့ပတ်သက်တဲ့လုပ်ကြည့်လို့လေးစံပို့ပြီးတော့အယောင်အားထအရှင်ပို့ပြီးတော့လုပ်လာနိုင်ပါတယ်။အဲ့ဒါနဲ့ရှင်းစံကင်မော့ဆက်ကိုတာပြီးတော့တောင်းလိုက်တဲ့အချိန်မှာရှင်းစံကင်မော့ဆက်ဝင်ပြီးနှစ်လအလိုမှာရှင်းစံဒီ Miss Personality ဆိုတော့စူလို့ရပါတယ်။ရောစုကရှင်းစံဤအယောင်တွေကပေါ်ရှိပုံကိုစိတ်အခက်ခံကောင်း right လို့ထောင်ပါသာလို့ရှင်းစံဇာနာကိုဘေး right ဇာနာကိုဘေး right ရှင်းစံရဲ့တဲနိုင်ဆုံးသူများကိုကူညီပါတယ်
ဟိတနဲ့ပတ်သက်ပြီးတော့လုံဆောင်စိတ်ကြီးကတော့အများကြီးပါပဲရှစ်စင်ရတဲ့နဲ့စပယ်မွေးနေ့ဒီမှာဆိုလေတော့ဘယ်လိုကောင်းတဲ့ meeting စဉ်းစားပါအထူးတန်းလာရှိပါပေါ့နဲ့နောက်ပါရှင်မှာရှစ်စင်ကFacebook ကနေပြီးတော့ဟိုပရာဟိတကြောင့်ဒီရောင်းအတူ live ထားရခါရှစ်စင်ဒီ image မတန်စရိတ်မှုကိုတီးပါရင်ဒီနိုင်တော့ဒီမတန်စရိတ်မှုမှာလာပြီးတော့ကုသဒါနာပူရှင်စိတ် private တွေတော့နေရှစ်စင်ဒီ image ရိတ်မှုမှာလာပြီးတော့ကုသယူခိုင်းပါရွှေစံမျိုးမြစ်ကတော့တနေ့မှာကျွန်တော်ကိုဖုန်းဆက်လာတယ်လေဆိုတော့သူမတန်ဆွမ်းကလေးတွေကိုစိတ်ဝင်စားတယ်မတန်ဆွမ်းကလေးကြောင်းလေးရှိတယ်ဆိုတာလည်းသတင်းကြားတဲ့အတွက်သူဒီကလေးတွေကိုလာရောက်လှူကျင်တယ်ဆိုတဲ့အစီအစဉ်လေးကိုကျွန်တော်စဖုန်းဆက်တာကနေစသိတာပေါ့လေနောက်ပိုင်းကျတော့သူတကယ်လာပြီးတော့အစားအသောက်တွေနဲ့လှူမဲ့နေ့ကျတော့သူကထူးထူးခြားခြားပေါ့အခြားအလှူရှင်တွေတဲ့ထူးခြားတာကတော့ကျွန်တော်တို့အကြောင်းကကလေးတွေကိုဝတ်စုံလေးတွေစွတ်ကြဲလေးတွေပေါ့နော်ကျွန်တော်တို့အကြောင်းနာမည်လေးရောလှူတဲ့အလူရှင်ရဲ့နာမည်လေးရောပါဝင်ပြီးတော့မှသူဒါမျိုးလေးတွေရိုက်နှိပ်လာတယ်ကြိုတင်ပြီးတော့ပြင်ဆင်ပြီးတော့သူလုပ်လာတယ်ပေါ့နော်ဆိုတော့အဲ့အဝတ်လေးတွေကလည်းကျွန်တော်တို့တကယ်ပဲအကြောင်းအတွက် uniform ဖြစ်ပါတယ်ကလေးတွေဘယ်သွားအဆင်ပြေပါတယ်ဆိုတော့ထူးခြားတဲ့အလူရှင်တယောက်ဖြစ်ပါတယ်ခင်ဗျဒီမဆွေစံမိုးမြင့်ကတော့ကျွန်တော်တို့ ਨੇ စသိတဲ့အချိန်မှာလေကျွန်တော်တို့အနေနဲ့တော့အမှုပညာရှင်တယောက်အနေနဲ့ကျွန်တော်တို့သိတာမဟုတ်ပါဘူးတာမန်အလူရှင်တယောက်အနေနဲ့ပဲကျွန်တော်တို့သိတာပါခင်ဗျနောက်ပိုင်းကျတော့မှသူနဲ့ကျွန်တော်တို့အကြောင်းကိုသူကတစ်ချိန်တစ်ခါတည်းလာတာလည်းမဟုတ်ဘူးလေအချမ်းမြင့်ကတစ်နှစ်ကို3-4ခေါက်လောက်တော့သူရောက်ပြီးတော့လာလှူတယ်လှူတဲ့အခါမှာလည်းပုံစံအမျိုးမျိုးနဲ့လှူပါတယ်အစားအသောက်ကျွေးပြီးတော့လှူတာရှိတယ်ကလေးတွေနဲ့ရင်းရင်းနှီးနှီးနေပြီးတော့တချင်းလေးဆိုလိုက်ကလိုက်ခုံလိုက်ဒီလိုမျိုးအစီအစဉ်မျိုးလေးတွေနဲ့သူလှူဒန်းပြီးတော့ကလေးတွေစိတ်ချမ်းမြေ့ပွေရာအစီအစဉ်တွေလည်းသူဆောင်ရွက်ပေးတာတွေရှိပါတယ်ဘယ်လိုပြောမလဲဆိုတော့ဒီမတန်ဆွမ်းကလေးတွေကိုလူတွေဟာချစ်ကြပါတယ်ခင်ကြပါတယ်ဘယ်သူမှတော့မေတ္တာမပြတ်ဘူးပေါ့ဒါပေမဲ့လို့တွေ့ရင်တနာတယ်ဆိုတဲ့စကားလေးတစ်လုံးနဲ့ပဲလူတွေကအဖျားခတ်ပြီးတော့တနာလိုက်တာဆိုတာနဲ့ပဲပြောပြီးသွားတာပေါ့နော်ဆိုတော့အခုလိုလက်တွေ့ကြကိုနိုင်တဲ့တာဝန်လေးကိုလူတိုင်းကသာလှုပ်ပေးမယ်ဆိုရင်လူသားချင်းစာနာပြီးတော့ဖေးမပေးမယ်ဆိုရင်ဒါလက်တွေ့ကြပြီးတော့မှတကယ်အကျိုးရှိတဲ့ဟာဖြစ်မှာပေါ့လေဆိုတော့ဒီညီမကတော့သူကတနာပါတယ်ဆိုတော့စကလုံးပေါ်မှာရက်နေတာမဟုတ်ဘဲနဲ့သူနိုင်တဲ့ဝန်လေးကိုသူတတ်နိုင်သမျှစူးစမ်းပြီးဆောင်ရွက်ပေးတဲ့လူတယောက်ဖြစ်တယ်လို့လည်းအကိုတို့ကနားလည်ပါတယ်ခင်ဗျအမျိုးသားရေးလှုပ်ရှားမှုတွေကိုတင်းနဲ့တလောက်လုံးနေပါရဲ့ဒီချောင်းထမကလေးလှုပ်ပိနေအောင်စီစဉ်လေးကိုစားလာပါမယ်ပြီးတော့စီစဉ်ကိုဟုတ်တိဖိုင်တိုင်းဟုတ်တိဖိုင်အာပီကေတီရခိုင်တိုင်းတော့တမျိုးလုံးကိုလေးကျေးဇူးများတောင်းပါရဲ့ဒီချောင်းထမကလေးစီစဉ်ဖက်ကအခါခွန်တောင်းကြီးပရုံကိုက်ကြီးပြီးတော့မပရုံကိုက်တိပြီးဖိုင်ဖိုင်တကူတကားပြီးလောရစီပြီးဖိုင်ဖိုင်စီစဉ်အတင်းနဲ့ဆုံးကိုစားပြီးတော့လှုပ်ဆောင်လာပါမယ်